အားလုံးပဲမင်္ဂလာပါဒီကောင်ကတော့ဒီ 1.5 kilowatt 3 phase Ibra ပတ်ပေါ့ဒီတစ်ခေါက်သင်ပေးမဲ့သင်ခန်းစာကတော့ဒီပတ်ကိုပေါ့နော် direct online ဆင်မယ်ဆိုရင် circuit breaker တွေ magnetic connector တွေဒါမှမဟုတ် overload relay ရယ်ပြီးရင် panel ကနေ motor ကိုသွားမယ်ပတ်ကိုသွားမယ်2 side တွေပေါ့နော်အဲ့ဒါကိုဘယ်လိုရွေးရလဲဆိုတဲ့ဟာကိုသင်ကြားပြသပေးမှာဖြစ်ပါတယ်အဲ့လိုမျိုးမရွေးခင်သူကဘာကိုတိဖို့လိုရလဲဆိုတော့ဒီပတ်ရဲ့ kilowatt နဲ့ ampere ကိုတိဖို့လိုတယ်ပေါ့နော်အဲ့ဒါမှပဲသူကမှန်မှန်ကန်ကန်ရွေးစေလို့ရမယ်ဆိုတော့ name plate ကိုအရင်ကြည့်အောင်ဒီမှာကတော့ 1.5 kilowatt เนาะဆိုတော့ star connection မှာ400เนาะ line to line 400ဆိုဒီ star connection ပဲရွေးရမယ်ဆိုတော့ kilowatt တိပြီဆိုရင်သူက ampere ကိုကြည့်လိုက်ရင်ဒီကောင် 4.1 ampere ပေါ့အဲ့ဆိုရင် direct online drawing ကိုကြည့်ပြီးမှတစ်ချက်ချင်းလေ့လာရအောင်เนาะပုံကတော့ direct online ရဲ့ power circuit ပေါ့เนาะဆိုတော့ဒီမှာကခုနကတော့တီဗီဒါဆို3 phase 1.5 kilowatt 4.1 ampere ပေါ့ဒီအချက်လက်ကိုမူတည်ပြီးမှကိုကဒီကောင်ဆိုရင်ဗာလဲဆိုတော့ circuit breaker เนาะဒီ MC ဆိုရင် magnetic connector OLR ဆိုရင်ဒါမှ overload relay ဒီဟာဆိုရင်ဒီ power cable ပေါ့เนาะဒီ panel ကနေ motor ကိုပတ်မသွားတဲ့ဟာပေါ့เนาะအဲ့ဒီဟာကိုရွေးချယ်ရမယ်ပေါ့ circuit breaker တစ်ချက်ကြည့်အောင်ဒီကောင်တွေကတော့ဒီ MCB circuit breaker တွေပေါ့နော်ဒီမှာဆိုရင်ဒါ Mitsubishi ဒါ ABB ဒါ Mitsubishi ပေါ့ဆို circuit breaker ရဲ့ ampere တွေကလည်းသူကလာချင်တိုင်းမလာဘူးပေါ့6 ampere လာမယ်ပြီးရင်10ပေါ့ဒီကောင်ဆိုရင်ဗာလဲဆိုတော့ဒီ BHD6C10 ဆိုတာ10 ampere ပေါ့3 port 10 ampere ဒီကောင်ဆိုရင်ဗာလဲဆိုတော့ C16 ဆိုတော့ဒီ4 port 16 ampere ပေါ့ဒီကောင်ဆိုရင်ဗာလဲဆိုတော့ C25 ဆိုရင်3 port 25 ampere ပေါ့ခုနကတော့ဒီပတ်ရဲ့ ampere ဒီ 4.1 ampere ရှိတယ်ပေါ့ဆိုတော့ပတ်တစ်လုံးကလဲမယ်ဆိုရင် current က2မျိုးရှိတယ်ပေါ့နံပါတ်1ကပထမဆုံးအချိန်မှာလဲတာဒီ starting current လို့ခေါ်တယ် starting current က direct online မှာဆိုရင်3ဆနဲ့4ဆ5ဆ6ဆလောက်တက်တယ်ပေါ့လုတ်ပေါ်မူတည်တာပေါ့နော် 4.1 ampere ဆိုရင်သူတက်ရင်သူက7ကနေ20 ampere လောက်ထိသူကဒီပထမဆုံးနှိုးတဲ့အချိန်မှာ7ကနေ20လောက်ထိတက်သွားတာတက်ပြီးမှပုံမှန်လေးပြန်ဆင်းပြီးမှ running current နဲ့ပုံမှန်လဲတယ်ပေါ့နော်ဒီကောင်ရွေးမယ်ဆိုရင်ဒီ starting current ကိုတစ်ချက်ကြည့်ဖို့လိုတာပေါ့နော် starting current ကဒီ7ကနေ20လောက်တက်မယ်ပေါ့နော်တက်မယ်ဆိုရင်ကိုကဘာလုပ်မယ်ဆိုတော့သူကအကြီးသွားရွေးရင်လည်းအဆင်မပြေဘူးဆိုတော့ဒီကောင်မှာဆိုရင်ဘာလုပ်လဲဆိုတော့ဒီကောင်ရွေးရင်10 ampere လောက်ရွေးရင်ရတယ်အဓိကတစ်ဆပေါ့ဗျာ 4.1 ဆိုရင်သူပဲတစ်ဆကိုရွေးရင်ရတယ်ပေါ့ဆိုတော့ဒီကောင်ကိုပဲရွေးလိုက်ပေါ့10 ampere ပေါ့နော်3 port ပေါ့3 port 10 ampere MCB breaker ပေါ့10 ampere ပါဘယ်လိုရွေးတာလဲဆိုတော့ဒီမှာ 4.1 ပေါ့နော် starting current ရှိသေးတော့ဒီကောင်ရဲ့တစ်ဆတော့အနည်းဆုံးရွေးရမှာပေါ့နော် 4.1 ဆို10 ampere လောက်ရွေးရင်တော့ရပါတယ်သူက starting current လို့တက်တယ်ပြီးပြန်ဆင်းပြီးမှ running current နဲ့ပုံမှန်သွားတာပေါ့နော်ဆိုတော့ဒီ MC circuit breaker ဒီ3 volt 10 ampere MCB breaker ရွေးတော့နော်ဒီ magnetic connector ကိုရွေးကြရအောင်နော်ဆိုတော့ magnetic connector ဒီမှာက3ခုပေါ့နော်3ခုပြလိုက်တယ်ဒီကောင်ဆိုရင် LC1D25 ဖြစ်တယ်ပေါ့ဆိုတော့ဒီကောင်ကိုကြည့်မယ်ဆိုရင်သူကဘာကိုကြည့်မလဲဒီနားကိုကြည့်ရတယ်ပေါ့နော်ဒီမှာဆိုရင်ဘာလဲဆိုတော့ဒီ400ဆိုတဲ့ဟာကိုကြည့်ရတယ်နော်ဒီမှာ3 phase ပေါ့နော်ဒီမှာဆိုရင်ဒီကောင်400 voltage နော်ဒီမှာ voltage က400ဆိုရင်ဒီကောင်ပါဒီ11 kilowatt ဖြစ်တယ် AC 11 kilowatt ပေါ့ဆိုတော့ဒီကောင်ဒီ11 kilowatt ထိသုံးလို့ရတယ်ဆိုတော့ဒီပတ်ကရှိတာ 1.1 kilowatt ဆိုတော့ဒီကောင်က8ဆ9ဆလောက်ထိကြီးလွန်းတယ်ပေါ့ဒါဆိုရင်ဒါကြီးလွန်းတယ်မလို့ဘူးပေါ့ကောင်ကိုလည်းကြည့်လိုက်ပေါ့ဒီကောင်ဆိုရင်လည်း Schneider Electric ပဲ model LC1N0910 ပေါ့အဲ့ဒါဒီကောင်ကိုကြည့်လိုက်ပေါ့ဒီကောင်ကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာပါတယ်เนาะ AC3 သူက3 phase မှာ380 volt ဆို line to line ပြောတာเนาะအဲ့ဆိုရင်4 kilowatt ထိသုံးလို့ရတယ်တဲ့เนาะဒီကောင်မရွေးရအောင်เนาะ220 230ဆို line to line ပြောတာเนาะတကယ်မြန်မာပြည်ရဲ့ line to line ဒီ400 380 400ပေါ့เนาะ400ဖြစ်တဲ့အကြောင်း4 kilowatt သုံးရမယ်ဒီကောင်ကလည်း 1.5 kilowatt ဆိုတော့ဒီ4 kilowatt သုံးမယ်ဆိုရင်ရတယ်ဒီကောင်ကလည်းချစ်ပေါ့နော်သူ NXC09 ပေါ့ DC3 ပေါ့နော်ဒီမှာ kilowatt ရဲ့ ampere ပါတယ်ဆိုတော့380နဲ့400ဆိုတော့ဒီမှာဆိုရင်ဘာဖြစ်လဲ9 ampere ရတယ်4 kilowatt ထိသုံးလို့ရတယ်ပေါ့ဒါ 1.5 kilowatt 4 ampere ဆိုတဲ့ခါကျတော့သူကခုနကတော့ဒီကောင်က magnetic connector 4 kilowatt ရတယ်ပေါ့နော်4 kilowatt ရတယ်ပြီးရင်9 ampere ပေါ့
ဆိုရင်ဒီကောင်အဲ့ဒီကောင်သုံးလို့ရတယ်ပေါ့သူကတစ်စကြီးတာယူလိုက်ပေါ့နော်1.5ဆိုရင်အနည်းဆုံး4လောက်ကိုရွေးလိုက်ဆိုရင် safe ဖြစ်တယ်ပါဆိုတော့ဒီ contact တွေအထက်က magnetic connector တွေ contact တွေကကြီးမှရတယ်သူက starting current ကိုလည်း sensor အကြည့်တယ်ပေါ့ဒီ magnetic connector ကဒီကောင်က4 kW ထိသုံးလို့ရတဲ့ဟာကိုရွေးမယ်ပေါ့1 kW ကိုရွေးမယ်ပေါ့ခံတဲ့ဟာဒီကောင်ကိုရွေးလိုက်မယ်ပေါ့နော်အဲ့ဒီကောင်က10 ampere ဒီကောင်4 kW နော် overload relay ကိုရွေးမယ်ဒါပါ overload relay ရေးမယ်ဆိုရင် motor ရဲ့အဲ့ရဲ့ name plate မှာပါတယ် rated current ဒီ 4.1 ampere ဆိုတဲ့ခါကျတော့ဒီပုံမှန် running current ပေါ့နော်ပုံမှန်လေတဲ့ current ဒီ 4.1 ampere တဲ့မကျော်ရဘူးပေါ့ဆိုတော့ဒါမှ overload relay ရွေးမယ်ဆိုရင်မလို့လဲဒီ ampere setting တွေကိုကြည့်ရမှာပေါ့ဒီမှာ4 to 6ပေါ့နော်ဆိုတော့ခုနဟာ4.1ဆိုတော့အဲ့ကြားထဲကိုကြာအောင်မှာပေါ့နော်4.1ဆိုဒီနားပေါ့ဆိုတော့ဒီကောင်4ချိန်လို့ရတယ်ဆိုတော့ဒီကောင်အဆင်ပြေတယ်ပေါ့ဒီကောင်ရွေးလို့ရတယ်ပေါ့5.5ကနေ8ရှိတဲ့ setting ကနော်5.5 6 3.5 7 8ဆိုတော့ဒီ rated current က4.1 ampere ဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ဒီကြီးလွန်းတယ်ရွေးလို့မရဘူးเนาะနောက်တစ်ခုကဒီကောင်ပေါ့ဒီကောင်ကလည်းအဲ့လိုပဲသူ့ရဲ့ ampere setting ဒီ 1.6 ကနေ 2.6 ရှိတယ်ပေါ့เนาะဆိုတော့ဒီကောင်ကလည်းတေးလွန်းတယ်ဘာလို့ဆိုတော့ rated current ဒီဘာဖြစ်လဲ 4.1 ampere ဆိုတော့ဘာကိုရွေးမလဲဆိုတော့ဒီ overload setting 4 to 6ရှိတဲ့ဒီ thermal overload relay ကိုရွေးမယ် setting က4 to 6 ampere ပေါ့เนาะampere setting ရှိတဲ့ဟာကိုရွေးမယ်เนาะဒီ၃ခုရပြီပေါ့เนาะဒီကောင်ရပြီဒီကောင်ရပြီဒီကောင်ရပြီပေါ့เนาะဆိုတော့တာမန်အဓိကတာမန် overload relay ပေါ့เนาะတာမန်အဲ့ဒီကောင်ကတော့ဒီ ampere ဒီ rated current အတွင်းမှာပဲရှိတာကိုရွေးရမှာပေါ့เนาะခုနကတော့ 4.1 ဆိုတော့4 to 6ဆိုရင်4ကိုချိန်လိုက်မှာပေါ့ setting ကို4ကိုချိန်လိုက်မယ်အဲ့ဆိုရင်ရွေးလို့ရတယ်နောက်ဆုံးတစ်ခုက power cable ပေါ့เนาะအမေရိကန်တိထားဖို့လိုတာက power cable တွေရွေးမယ်ဆိုရင်အနည်းဆုံးဒီစိတ်ရုံတွေမှာဆို2.5 ampere ပဲရွေးရမယ်။ပါပဲအကျန်းဖြင်းကြည့်လိုက်ပေါ့ဒီမှာဆိုရင်1.5ဆိုရင်7 ampere နိုင်တယ်2.5ဆိုရင်24 ampere တည်နိုင်ခန့်နိုင်တယ်လို့ပြောတာဒီကျိုးကိုကြည့်မယ်ဆိုရင်ဒီမှာ4ကို2.5 square millimeter square ဆိုတော့ square millimeter square ဆိုတော့ဒီကျိုးရဲ့အထက်ကဒီ copper ရဲ့ဒီ cross sectional area ကိုပြောတာเนาะ2.5ဒီခန့်နိုင်တဲ့ ampere ဒီဘယ်လောက်ရှိတာလဲဆိုတော့24 ampere ပေါ့2.5ရွေးမယ်ဆိုရင်ဘာလုပ်ရမလဲဆိုတော့သူက3 go plus up ပေါ့နော် into 2.5 sq square millimeter ပေါ့အဲ့ဒီဟာကိုရွေးရမယ်နော်3 go plus s ဆိုတာဒီမှာလေ power နော် red yellow blue ရဲ့အဲ့ရယ်နော်ဆိုတော့4 go လို့အလွယ်တကူပြောတာဒါပေမဲ့ဒီကောင်လေး3 go plus up ပဲဘာလို့ဆိုတော့အကျိုးပါတယ်ပေါ့အနှစ်ချုပ်ပြောမယ်ဆိုရင်3 phase 1.5 kW 4.1 ampere ရှိတဲ့ဒီ prabang ကို direct online ဆင်မယ်ဆိုရင် circuit breaker ဒီအနည်းဆုံး triple 10 ampere ရွေးရမယ် MCB breaker เนาะဒီ triple 10 ampere MCB breaker ဒါကိုရွေးရမယ်ပေါ့เนาะ magnetic connector ပေါ့ magnetic connector ကအနည်းဆုံးဘာကိုရွေးရမလဲဆိုတော့သူ့ရဲ့တစပေါ့เนาะ1.5ဆို4လောက်ခံနိုင်တဲ့ဟာရွေးရမယ်ဆိုတော့ဒီကောင်ကိုရွေးရပါမယ်တာမ overload relay ရွေးမယ်ဆိုရင်သူ့ရဲ့ rated current က 4.1 ဆိုတော့ဒီအဲ့ဒီအတွင်းကိုဒီ4.1 အတွင်းကိုကျတဲ့ဟာကိုရွေးရမယ်ဆိုဘာလို့ရမလဲဆိုတော့ဒီက4 to 6ကိုရွေးရမယ်ပေါ့เนาะ cable ဒီအနည်းဆုံးဒီ 2.5 square millimeter ကိုရွေးရမယ်ပေါ့เนาะ 3 go plus up ပေါ့เนาะဒီ power cable ဒီအနည်းဆုံး 1.5 သုံးလို့မရဘူးเนาะဒီလိုရွေးပြီးမှဒီ direct online ကိုဆင်ရမယ်ပေါ့အနှစ်ချုပ်မယ်ဆိုရင်ဘာကိုရွေးမလဲဆိုတော့ rated current နဲ့ kilowatt ကိုအခြေခံပြီးမှရွေးချယ်ရမှာဖြစ်ပါတယ်ပေါ့เนาะဒီနည်းအတိုင်းနဲ့တခြား motor တွေပတ်နေလည်းဒီလိုပဲရွေးချယ်ရမှာဖြစ်ပါတယ်ပေါ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်